ကြော်ကြားမှုအာဏာရှိမှုခေါင်းမှာရှိတဲ့ຢာတွေအားလုံးပင်လယ်ဓမြဘီကိုရောကြားပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့သူကွက်မြတ်မခံရခင်မှာတော့ငါးကျန်နာတွေဟုတ်လားမင်းတို့လူချင်းရစီရမယ်ရှာကြစမ်းကပောင်းမှာငါပိုင်ဆိုင်ခဲ့တဲ့အရာတွေအားလုံးကိုပင်လယ်ထဲမှာထားခဲ့တယ်ဆိုပြီးတော့အော်ပြောသွားခဲ့ပါတယ်သူပြောခဲ့တဲ့စကားဟာတကဘာလုံးကိုပြန့်နှံ့သွားခဲ့ပြီးတော့လူတွေဟာပင်လယ်ထဲကိုရွှဲလွှင့်ကုန်ကြတာပင်လယ်ဓမြခေတ်ကြီးတစ်ခေတ်စတင်လာပါတော့တယ်တာယာရဲ့မနက်ခင်းတစ်ခုမှာတော့တင်မောကြီးတစ်ခုကရေဝဲတစ်ခုကိုဖျက်သွားနေရပြီးတင်မောဘောကလူနှစ်ယောက်ကလည်းပင်လယ်ပြေးကိုငေးကြည့်နေရပါတယ်ဒီချိန်အနီးနားကိုစီပိုင်းတစ်ခုမျောလာနေပြီးစီပိုင်းထဲမှာတော့မန်ကီတီယူဗီဆိုတဲ့ကောင်လေးတယောက်ပါလာခဲ့ပါတယ်တင်မောကြီးမှာတော့အရှိကရေဝဲကတင်မောကိုမထိခိုက်နိုင်ဘူးလို့မှတ်တာအေးစေးပါတီပွဲတစ်ခုကိုကျင်းပနေကြပါတယ်လူဒီပါလာရဲ့စီပိုင်းကိုမြင်တွေ့သွားတဲ့တင်မောသားတွေကအပေါ်ဆွဲတင်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲတင်မောသားတယောက်ကပင်လယ်မြတ်တင်မောကြီးဇင်းကိုလှမ်းမြင်လိုက်ပြီးတော့ပင်လယ်မြတ်တင်မောကြီးလာနေပြီဆိုပြီးအော်ဟစ်လိုက်ပါတယ်မကြာခင်မှာပဲပင်လယ်မြတ်တွေဟာတိုးတင်မောကိုစတင်တိုက်ခိုက်ပါတော့ပင်လယ်မြတ်ခေါင်းဆောင်မိန်းမလေးအဗီယာကကိုဖီဆိုတဲ့သူ့ရဲ့ပျောက်ဖက်ဖက်တင်မောသားလေးကိုဒီပင်လယ်ပြင်မှာအလားဆုံးကဘသူလဲလို့မေးလိုက်ပါတယ်ကိုဖီကလည်းဒီပင်လယ်မြတ်တင်မောရဲ့ခေါင်းဆောင်တစ်ခင်မာလေးအဗီယာပါလို့သဘောကျပြန်ဖြေပြရပါတယ်သူတို့ရဲ့အားလုံးကခေါင်းဆောင်အဗီယာကိုအင်မတန်ကြောက်ရပါတယ်ဒီလိုနဲ့ပင်လယ်မြတ်တွေကတင်မောချက်တိုင်းမျိုးဖျက်ဆီးလိုက်ချိန်မှာတော့လူကြီးရှိနေတဲ့စီပိုင်းဟာလည်းတင်မောအတွင်းထဲကိုလက်ဝင်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲပင်လယ်မြတ်တွေကတင်မောကြီးစီကိုကျိုးရင်နဲ့တွေ့ပြီးတက်လာပါတော့ကိုဖီကတော့ကျိုးရဲ့ခုံကူကမှကြောက်နေရကြောင်းတခင်မအဗီယာကစူပူကျိမ်းပေါက်နေပြီးကိုဖီကိုပိတ်ကန်လိုက်ပါတယ်ဒီလိုနဲ့ပင်လယ်မြတ်တွေဟိုဘက်တင်မောကိုတိုက်ခိုက်နေချိန်ကိုဖီတယောက်ကမိဖို့ကြောင့်လေးကိုဝင်လာခဲ့ပါတယ်ရုံးမဆက်ချက်ဖြစ်နေကြတယ်မှာပဲခိုးကြောင်ခိုးဝက်ငသက်ပြားကောက်ပါလေးတယောက်ကလည်းပင်လယ်မြတ်တင်မောကိုကျိုးနဲ့တွေ့တက်လာနေပါတယ်တင်မောစီကိုခိုးဝင်မှုကျိုးလာနေမှာပင်လယ်မြတ်နဲ့တက်တဲ့တူလို့အမောက်သိပ်ပေးလိုက်ရပါလေကိုဖီကလူကြီးရှိရဲ့စီပိုင်းကိုမိဖို့ကြောင့်လည်းကနေလှိမ့်လာပြီးတော့တိတ်လာပါတယ်ဒါပေမဲ့ပင်လယ်မြတ်တွေနဲ့တူပြီးသူတို့ကစီပိုင်းကြီးကိုခွဲဖို့လုပ်ပါတော့ဒီချိန်မှာပဲစီပိုင်းတွေကဒူဒူထွက်ပေါ်လာခဲ့ပြီးပင်လယ်မြတ်တွေလဲကျသွားခဲ့ပါတယ်လူကြီးကဘသူတွေလဲဘာတွေလဲမိလိုက်တဲ့အချိန်မှာတော့ပင်လယ်မြတ်တွေကမခံလေးစားလုပ်တယ်ဆိုပြီးတော့ဓာတ်နဲ့ပြေးခုတ်သွားတော့ဒါပေမဲ့လူကြီးရဲ့အချောင်သိမ်းတွေကြောင့်ဓာတ်တွေပဲကျိုးသွားခဲ့ရပြီးပင်လယ်မြတ်တွေလန့်ပြီးတော့ထွက်ပြေးသွားပါတယ်ကိုဖီကတော့လူကြီးကိုပင်လယ်မြတ်တွေခတ်မရောက်လာခင်ဒုက္ခရောက်မှာမဟုတ်လို့အမြန်ပြေးခိုင်းနေပေမဲ့ဘာမှတက်ကလေးမဆိုင်တဲ့လူကြီးတယောက်ကတော့ဗိုက်စားရဲဆိုပြီးတော့စားစရာလိုက်ရှာနေခဲ့ပါတယ်ဒီလိုနဲ့စတိုကန်တစ်ခုရဲ့ကိုရောက်လာကြပြီးတော့ကိုဖီကတော့ဒီနေရာဟာလူကြီးတို့ကအလုံးစုံဆုံးပဲလို့ပြောနေခဲ့ပါတယ်လူကြီးလည်းစတိုကန်ရဲ့တတိတွေကိုစားနေရင်ကိုဖီအကြောင်းကိုမေးမြန်းလာပါတယ်ကိုဖီရဲ့ပြောကြားချက်အရတနေ့သူငါးများဖို့ကမ်းခြေကနေလေတစည်းကိုစီးလာပေမဲ့တကယ်တမ်းမှာတော့ငါးဖမ်းလီမဟုတ်ဘဲနဲ့ပင်လယ်မြတ်လီဖြစ်နေခဲ့ရပါဒါနဲ့ပဲအဖမ်းခံရပြီးနှစ်နှစ်ကြာပြီအထိပင်လယ်မြတ်တင်မောပေါ်မှာခိုင်းပတ်လုပ်နေခဲ့ရပါလူကြီးကထွက်ပြေးဖို့အကြံတွေးပေမဲ့ကိုဖီကတော့ခေါင်းဆောင်အဗီယာကိုအလုံးကြောက်လာကြအောင်မပြေးရခဲ့ပါဘူးတစ်ဖက်မှာလည်းပင်လယ်မြတ်တွေကဟိုဘက်တင်မောပေါ်ကနေပစ္စည်းတွေကိုတင်နေကြခြင်းခိုးကြောင်ခိုးပါကောက်ပါလေးကလည်းပင်လယ်မြတ်တွေရဲ့ပစ္စည်းကိုပြန်လဲခိုးယူနေပါတယ်လူကြီးကကိုဖီကိုကြောက်တဲ့လူတွေကိုသဘောမကျကြောင်ပြောလာပါတယ်ကိုဖီကတော့လူကြီးကိုစီပိုင်းနဲ့ဝင်ပြီးထွက်ပြေးဖို့တတိရှိခဲ့မယ်ဆိုသူလုပ်ချင်တာတစ်ခုစီကြောင်ပြောခဲ့ပါတယ်လူကြီးကလည်းသူ့ရဲ့အိမ်မကပင်လယ်မြတ်ဘရင်တယောက်ဖြစ်လာဖို့ပဲလို့ပြောလာပါတယ်အကြောင်းအားတင်သွားတဲ့ကိုဖီကပင်လယ်မြတ်ဆိုရင်အခြားပွေသားတွေကိုဗမာလေးလို့မိလာပါတယ်ပင်လယ်မြတ်ဘရင်ဖြစ်လာဖို့ဆိုပင်လယ်မြတ်ဘရင်ကိုရောရထားခဲ့တဲ့ One Piece ရန်လာကိုရှားမှဖြစ်ပြီးတော့ One Piece ကိုတစ်ကမ္ဘာလုံးကပင်လယ်မြတ်တွေကလည်းရှာနေကြရပါဒါမဲ့လူကြီးကတော့ဖြစ်နေတာတွေကိုဂရုမစိုက်ဘဲနဲ့သူ့ရဲ့အိမ်မှာအကောင့်ထဲပေါ်လာဖို့တေးတီအထိတိုက်ပွဲဝင်လာမှာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီစကားတွေကိုကြားရတဲ့ကိုဖီကသူ့မှာလည်းအိမ်မက်တစ်ခုရှိပြီးရှေ့တက်ထဲဝင်လာပင်လယ်မြတ်တွေကိုဖမ်းချင်တာဖြစ်ကြောင်းပြောလာပါတယ်ဒီလိုစကားတွေကောင်းနေကြတော့မှပဲတခင်မာကြီးအဗီယာရောက်လာပါတော့ပင်လယ်မြတ်တွေကလူဖီကိုဝိုင်းထားလိုက်ကြပြီးတော့အဗီယာကကိုဖီကိုပင်လယ်ပြင်မှာဘသူအလားဆုံးလဲလို့ထပ်မေးလိုက်ပါတယ်ဘာမှမသိတဲ့လူကြီးကတော့ဒီလိုဆိုးဖတ်တီးမာရီကဘသူလဲလို့ပြောလိုက်ချိန်မှာတော့ကိုဗီရောပင်လယ်မြတ်တွေကထိတ်လန့်ကုန်ကြပါတယ်ဒေါ်လာထွက်သွားတဲ့ အဗီယာလည်းလူဗီကိုစတင်ရှမ်းမှုပါပဲပင်လယ်မြတ်တွေကလည်းလူဗီကိုဝိုင်းတိုက်ခိုက်လာကြအောင်မလို့လူဗီတယောက်ကတော့သူ့ရဲ့ရောဘာစွမ်းကိုစတင်အသုံးပြုရပါပြီအားလုံးကလည်းအံ့အားတင်သွားကြပြီးတော့လူဗီကတော့သူဟာရောဘာလူသားပဲလို့ပြန်ပြောလိုက်ပါတယ်အဗီဒါကနတ်ဆိုးတတီအစွမ်းကြောင့်ဆိုတာကိုရှိမ့်မိနေခဲ့ပြီးလူဗီကလည်းသူဟာဂုံမုံနိုမီဆိုရဲ့ရာဘာအတီးကိုစားထားကြောင်းပြန်ပြောလာပါတယ်နတ်ဆိုးအသီးတွေဟာရုံတန်းပုံမြင်တစ်ခုလိုဖြစ်နေခဲ့ပြီးတကယ်ရှိမှန်းဘယ်သူမှမသိခဲ့ကြပါဘူးအဗီဒါကလူဗီကိုပင်လယ်မြတ်မုံဆိုးတယောက်လို့ထင်နေပေမဲ့လူဗီကတော့သူလည်းပင်လယ်မြတ်ပဲလို့ပြန်ဖြေလိုက်ပါတယ်တစ်ချိန်တည်းမှာပဲခိုးချံခိုးဝဲကောင်မလေးကတော့ပင်လယ်မြတ်ရဲ့ရှန်နာကိုခိုးထုတ်နေခဲ့ပါပြီကိုဗီကလူဗီပြောခဲ့တဲ့ကိုယ့်အိမ်မက်ကိုကိုယ်တိုင်အကောင့်ထဲပေါ်ထုဆက်ရမယ်ဆိုတဲ့အားပေးစကားတွေကိုပြန်ကြားရောက်လာပါတယ်။ဒါကြောင့်ပဲအဗီဒါကိုပင်လယ်ပြင်မှာရုပ်အစိုးဆုံးဖတီမာကြီးလို့အော်ပြောလိုက်ပြီးတော့ရှေတသားလောက်ကပင်လယ်မြတ်တွေကိုလိုက်ဖမ်းတော့မယ်လို့ပြောချလိုက်ပါတော့။အစိတ်ရတော်တူနေပြီဖြစ်တဲ့အဗီဒါက
စကားတွေကိုပြန်ကြားရောက်လာပါတယ်။ဒါကြောင့်ပဲ Avida ကိုပင်လယ်ပြင်မှာရုပ်အဆိုးဆုံးဖတီမာကြီးလို့အော်ပြောလိုက်ပြီးတော့ရှေတသားလောက်ကပင်လယ်သမားတွေကိုလိုက်ဖမ်းတော့မယ်လို့ပြောချလိုက်ပါတော့။အစိတ်ရတော်တူနေပြီဖြစ်တဲ့ Avida ကပြဿနာကောင်လူဗီကိုလက်ဆွဲတော်တင်ပုံနဲ့စရိုက်ပါတယ်။ဒါပေမဲ့လည်း rubber လူသားဖြစ်နေတဲ့လူဗီကတော့ဘာမှမဖြစ်လာဘဲနဲ့ rubber pistol အကွက်နဲ့ထိုးချလိုက်တဲ့အချိန်မှာတော့ Avida တယောက်အဝေးကိုလွင့်ထွက်သွားပါတော့။လူဗီကခေါင်းဆောင်ကျသွားလို့ကြောက်လန့်နေတဲ့ပင်လယ်သမားတွေကိုလှေတစည်းတောင်းကရှေတထဲဝင်ကျင်နေတဲ့ကိုဗစ်စီကိုပေးခိုင်းပါတယ်။ဒီအချိန်မှာပဲပင်လယ်သမားတင်မောနာကိုရှေတက်တင်မောတစီရောက်လာတဲ့အခါမှာတော့လူဗီကထွက်ပြေးဖို့လုပ်ပါတော့။တယောက်တည်းဆိုရင်အဖမ်းခံရမှကြောက်တဲ့ကိုဗစ်လည်းလူဗီနဲ့ပဲလိုက်ပါလာခဲ့ပါတယ်။ခိုးကြောင်ခိုးဝက်ကောင်မလေးကတော့ရန်နာပဲခိုးယူပြီးပြီမလို့ထွက်ပြေးဖို့လုပ်နေပါပြီ။သူထွက်ပြေးလာကြပြီးမှတော့ကိုဗီက One Piece ကိုတာရှာမယ်ဆိုရင် Grand Line ဆိုတဲ့နေရာကိုဖြတ်သွားရမယ်လို့ပြောလာပါတယ်။ Grand Line ဆိုတာကပင်လယ်ပြင်ရဲ့တင်းချိုင်းဖြစ်တာကြောင့်လူဗီလည်းဒါကြောင့်အဖွဲ့ဝင်တွေစရှာရမယ်လို့ဆိုပါတယ်။ Avida ပြောခဲ့တဲ့ပင်လယ်ပြင်မုတ်ဆိုးဖြစ်သူဇိုယိုကိုအဖွဲ့ထဲခေါ်ခြင်းပဲမဲ့ကိုဗီရဲ့ပြောစကားအရဇိုယိုဟာလက်ရှိမှာရှေတစကန်တစ်ခုမှာဖမ်းခံနေရတာပါ။ဒီလိုနဲ့ပဲတိုးတငယ်ချင်းနှစ်ဦးဟာပင်လယ်ပြင်ပေါ်ကိုရွှက်လွှင့်ရင်းနဲ့ဆက်လက်ထွက်ခွာလာခဲ့ကြပါတော့။ဂျာကတော့ One Piece ရဲ့အပိုင်း1ဖြစ်ပြီးတော့အပိုင်း2ကိုကျွန်တော်စတင်ပေးတော့ပါမယ်။ Like follow subscribe လေးလုပ်ပြီးတော့ comment တစ်ခုမှပေးခဲ့ကြပါဦး။ share ပေးခဲ့ကြပါဦး။ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့စမှတ်ပါ